အားလုံးပဲမင်္ဂလာပါအခုဘလော့လေးကကျွန်တော်တို့မောင်နှမတောက်ရောက် shopping တွေ့တဲ့ blog လေးပဲဖြစ်ပါတယ်အခုကကြတော့မက်လေးကြောင့်တပိက fashion ဆိုင်လေးကိုရောက်နေပါတယ်ဒီဆိုင်လေးကညီလေးကအရင်တဘောကြပါတယ်ဒီဆိုင်မှာကလူငယ်တွေကြိုက်ပေါ့နော်ဒီဆိုင်လေးတွေအရင်ကိုမိုက်ပါတယ်ညီမလေးကကြတော့ရောက်တာနဲ့သူကြိုက်တဲ့အင်္ဂလိပ်ဆိုတွေ့တာနဲ့ကောင်းတော့ပေါ်ထားပါတယ်ညီလေးရောပေါ့နော်သူလိုချင်ရလေးဝယ်ကြတယ်ဝယ်ပြီးတော့ရှေ့ကနေကောက်ထွက်သွားပါတယ်ကျွန်တော်မှကြတော့နောက်ကနေပိုက်ဆံလေးလိုက်ပြီးတော့ဆင်းနေရပါတယ်သူတို့တွေဝယ်ပြီးပြီဆိုတော့အခုဆိုရင်ကျွန်တော်လည်းပေါ့နော်ကျွန်တော်ကကြတော့ကိန်းဆိုင်မှာသွားရတာပဲပါတယ်ဒီဆိုင်မှာကြတော့ကျွန်တော်တို့ကျွန်တော်ကြိုက်တဲ့ပုံစံလေးပေါ့နော်ရိုးရိုးရှင်းရှင်းလေးတွေနဲ့တက်တက်လေးပေါ့နော်အင်ဂျင်လေးကအဲဒါကြောင့်ကျွန်တော်ဒီဆိုင်မှာသွားဝယ်ဖြစ်တာပေါ့နော်ကျွန်တော်လိုချင်အားလေးတွေစောင့်ယူပြီးတော့ကျွန်တော်အစံဝတ်ကြည့်တာပေါ့နော်အဲဒီမှာကျွန်တော်စံဝတ်ကြည့်နေတော့ညီလေးနဲ့ညီမလေးကစဖီဆွဲနေပါတယ်ခုမှသိချင်ကိုညီလေးနဲ့ညီမလေးကအတီးရွယ်တာရောက်နေပေါ့နော်ပြီးရနဲ့ကျွန်တော်တို့နောက်တစ်ဆိုင်သွားပါတယ်ဆိုင်ကကြတော့ပုံစံလေးပေါ့နော်ညီလေးကပုံလို့ချင်းဆိုပြီးတော့ပူစားထားလို့ပါအဲကြောင့်သူလူချေတဲ့ပုံလေးကိုဝယ်ပေးဖြစ်တာပေါ့နော်ရုပ်ကိုကြည့်အောင်သူလူချေတဲ့ပုံလေးရောက်တော့ပြောနေရှာတာဒီဆိုင်လေးပြီးတော့စီဖြူကနာရီဆိုင်လေးမှာကျွန်တော်နာရီလေးတစ်လုံးလူချေအားလေးတွားဝယ်ဖြစ်ပါတယ်ခုကကြတော့နာရီလေးပြန်ပြီးတော့စစ်စင်ပေးနေလို့ကျွန်တော်လေးထိုက်ဆောင်နေတာပါအစိုးရကြည့်ပေးရမယ့်ဆိုအားလို့သူကျေးဇူးတင်ပါတယ်